POEဒီcotton bud အများကြီးပါတယ်စကင်ကဲမလုပ်တာကြာပြီဆိုတော့ဒီနေ့တော့စကင်ကဲလုပ်လိုက်အောင်မယ်ပေါ့နော်စကင်ကဲကပြင်းနေတာတော့စကင်ကဲပြင်းနေတဲ့ခါကျတော့အသားရည်တွေကျန်အောင်လေမလုပ်တာကြာတော့ကြီးတယ်ဘာမှလည်းမလိမ့်မိတ်ကပ်လည်းမလိမ့်စကင်ကဲလည်းမလုပ်စမ်းပြတ်ထားလိုက်ပြတ်ထားတာအတော့ကိုကြာသွားပြီမဲလေးတွေ့လားကြီးတယ်မျက်နှာမှာပြူရိုးရဲ့မျက်နှာမှာပုံမှန်အပြင်ပေါ့နော်မျက်နှာတက်နေတက်လို့ရှိရင်မပြောင်းပေါ့နော်မျက်နှာတက်နေတက်လို့ရှိရင်ကြီးတွေကမပြောင်းပေါ့နော်အဲ့တော့ဒါပဲ cleansing ဆိုတာလုပ်ပေးရတယ်ပေါ့နော်ဒါပဲ cleansing ဆိုတာလုပ်ပေးရတယ်ဟိုပါလေကျွေးထဲမှာပိတ်မိနေတဲ့ကြီးတွေဖုံမုံအညစ်အကြေးတွေရှိတယ်ပေါ့နော်အဲ့တော့ညဘက်ရောက်လို့ရှင် skin care ပြီးမှအိတ်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ဖြူဖြူကိုယ်တိုင်လဲ skin care ရတာပြင်းလို့ကြာဟွာတော့လေနေတိုင်းလုံးနေရတယ်အခါလေးကျတော့ပြင်းမပြတ်ထားတယ်အခုပြတ်ထားဘယ်လောက်ရှိသွားလဲ2ပတ်လောက်ရှိသွားပြီဘာမှလည်းမလိမ့်ဘူး skin care လည်းညဘက်ကြာမလုံးဘူးကြေကြောဆွဲတယ်ဖြူဖြူ skin care ကတော့တအားကြီးထိုးထိုးလို့မဟုတ်ဘူးဒီဟွာနဲ့ပါလေ cleanser water နဲ့လေ cleanser water နဲ့တန်ရှင်းလုပ်တယ်မျက်နှာမှာကြီးတွေထွက်လာရပါတော့ပြီးလို့ရှင်ဒါတိုနာပေါ့ဖယ်ရီကထုတ်တဲ့ essence toner ရဲ့ essence toner ရဲ့ဒါလေးသိမ်းပါမယ်essence toner ဖြစ်တဲ့အတွက်သူက essence ရဲ့ essence ထပ်သက်လင်းကြမလို့ပေါ့နော် essence ရဲ့အာနိသင် toner ရဲ့အာနိသင်ကိုသူရှားပြီးသားပေါ့နော် skin care ကကြာပြီဆိုတော့များများလေးလင်းလိုက်သူကအရေးလေးကမပြတ်မကျဲလေးနဲ့ပေါ့နော်သူကညနာမှာရှိတဲ့အမဲဆွတ်တွေတင်းထိတ်တဲ့ဝက်ချံနေအမာရွက်တွေပေါ့နော်အဲ့ဒါလေးကိုသူကသက်သာပြီးပုံမှန်လုပ်နေတယ်ပြီးရင်တို့ရည်လေးထည့်ပါမယ်တို့ရလည်းအဲ့တိုင်းနဲ့အမဲဆက်အမာရွက်ဒီအကြောင်းနဲ့သက်သာသေးတယ်သူကလည်း